ပါပဲနဲ့အပြင်ထွက်ရတဲ့ရတာကိုပြောရမယ်ဆိုတော့ရှက်ပဲကလေးအမေတွေကတဲ့မိတိုင်းယူရမယ်တဲ့အားကြောင့်မလို့တယောက်တည်းထွက်လာတာအဲ့ဒါမဟုတ်ညီမနဲ့ထွက်လာတာကလေးအမေရတဲ့ကလေးတွေကိုစိတ်မရှိတဲ့ကာလတွေအများကြီးရှိရဲတဲ့အဲ့ဒါဆိုရင်ဘာလို့ရမလဲဆိုတော့တဲ့ကိုယ်ပိုင်အချိန်ယူလိုက်တဲ့ shopping ထွက်တာတို့အဲ့လိုမျိုးပြင်ထွက်ပြီးမူစားတာတို့အဲ့လိုမျိုးလုပ်လိုက်တဲ့အဲ့ဒါဆိုရင်ကလေးပေါ်မှာစိတ်မရှိတဲ့ခါရော့သွားတယ်တဲ့အမယုံလို့ဘာဒီရချက်ဝတ်မချက်ချက်တာမချက်ဆိုတာလောင်နေမင်းတော့မနေနိုင်ဘူးပေါ့ကွယ်ကလေးမေးဆိုတော့ဒါပေမဲ့စားလို့ဘာလို့တော့ချင်းနေရှက်တယ်ပြေးပြန်ပါဘူးထက်တယ်ရအဲ့တော့လှအောင်နေလှလေးနေပေါ့ကွယ်အရင်တော့အဲ့လိုဖူးမိတ်ကပ်ကြီးတော့မြင်လာကျွန်မတို့ဘာမှမလိမ့်လာမင်းနာတက်ပြီးထွက်လာဒါပေမဲ့နည်းလေးပေါ့ဟိုကိုဖီဒန့်ရှိအောင်နေပေါ့ကလေးနဲ့ပြောပါဦးမညာမဟုတ်ဘူးနော်ကလေးတွေဒီအချိန်တိုင်းမှာဖြစ်လေသူတို့ကကိုပြည်သူထောင်းပေးတဲ့ဟိုမှာပြီးတော့သူတို့ကဟိုဖြတ်တန်းပြီးတော့ရှောက်လန်းဟိုမှာအရင်ကိုရီးယားလောက်ပါလေးနဲ့အိုမင်းရပြီးတော့ရှင်ရှင်နဲ့အိုမင်းရကျွန်မတို့တားမွေးထားတော့ပူတော်ဆိုသည်ချိန်နေဟဲတားရဲ့မိကတားနဲ့မုံနမကြနေရပဲနှုတ်လိုက်တာဆိုစကိန်နေကဲချိန်နေစောဟိုတော့ကျင်တာလင်းမိဒီမိတိုင်းယူပါကလေးကိုဖွိုင်းနေထားခဲ့ပါသူ့ဖိနေထားခဲ့ပါစိတ်တော့ခမ်းတာပေါ့ကွယ်အမေကတော့လေတော့အပြိုလုံးနေတာဆဲခမ်းတယ်ဒါပေမဲ့ချိန်ရအောင်လူပြီးပြင်သွားတယ်ပေးချင်တဲ့ message ကတော့ကလေးအမေဒီလာအောင်နေပါပြင်သွားပါ shopping ထွက်ပါ bye